touch တွေလေးလိမ့်ထားပေးတယ်ရှင်ဒီနေ့တငယ်ချင်းရဲ့မနေ့ရှိတဲ့2026မှာ2026မှာလာပြင်မဲ့သူတွေအတွက်ဘာတွေလာမလဲဆိုတော့ snow ဒီလိုမျိုးပေါ့နော် color spray တွေဟို highlight ပုံစံမျိုးတွေဖောက်ဖို့ပေါ့နော်အဲ့လိုမျိုးဟာတွေရှိမယ်ဒါ snow ရဲ့2026ရဲ့ idea ပေါ့နော်အဲ့ဒါလေးပါလာပြောတာကာလာကတော့ဒီ white color ရယ်ပြီးရယ်ဟို green ကိုတော့မသိသေးဘူးsnow အကြိုက်ဆုံးအရောင်ကကြတော့ဒီ gold ရယ် white color ပေါ့နော် highlight ပုံစံမျိုးလေးနဲ့ design အစားလေးတွေလုပ်ပေးဖို့ရှိရရှင်ရတဲ့အခါတော့ပြောမယ်နော်အခုကတော့လောလောဆယ်တော့မရသေးဘူးရတဲ့အခါ snow ကပြောပြပေးပါမယ်ရှင်ဒီနေ့ကအပြင်သွားတယ်